ချင်းမိုင်မှာတငယ်ချင်းတွေစုပြီးတော့ပါတီပေးဖို့အတွက်ပါတီဟောက်စ်ကောင်းကောင်းလေးရှာနေလားဒါမှမဟုတ်လို့ရှိရင်ငွေနေ့ညစာစားပွဲတွေ family dinner တွေကျင်းပဖို့အတွက် privacy ရှိရှိနဲ့နေရာကောင်းလေးတစ်ခုရှာနေတယ်ဆိုရင်တော့ဒီနေရာကွက်တိပါပဲဒီမှာကစုစုပေါင်းဘေးတင်၄ခုရှိတယ်ဒီဘက်ဘယ်ဘက်က kitchen ဒီညာဘက်မှာက living room နဲ့ bedroom နှစ်ခုရှိတယ်ဒီရှိတဲ့မှာ swimming pool ရှိတယ် swimming pool ရဲ့ညာဘက်မှာလည်းအိမ်ခန်းတစ်ခန်းဘယ်ဘက်မှာလည်းအိမ်ခန်းတစ်ခန်းရှိပါတယ်တကယ်ချင်းနေစုပြီးတော့အော်ဟစ်မလားတောင်းကြမ်းမလားဆိုကြမယ်ပျော်ကြမယ်အော်ကြမယ်အစီအစဉ်လေအေးစစ်စစ်လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်swimming pool လေးလည်းရှိတယ်ဒါပေမဲ့ swimming pool ကနည်းနည်းသေးတဲ့ခါကျကျွန်တော်ရေကူးဖို့ထက်ရေလေးစိမ်ပြီးတော့ whisky လေးပါလေးတောက်အောင်နော်အေးဆေးချေးဖို့တော့ပို့ပြီးတော့ကောင်းတယ်ပြီးတော့ဒီနေရာမှာထိုင်ပြီးတော့ကျွန်တော်ဒီကနေ projector လေးနဲ့ရုပ်ရှင်လေးပါလေးကြည့်ပေါ့နော်ဒီမှာလည်း kitchen တစ်ခုလုံးစိတ်ကြိုက်သုံးလို့ရတယ်စိတ်ပါလို့ရှိရင်ဒီမှာ cooking class တွေပါလှုပ်ချင်နေဆိုရင်ဒီ kitchen ထဲမှာလှုပ်လို့ရတယ်ပေါ့နော်ဒီနေရာကဘက်တက်မြို့နယ်ထဲမှာရှိပါတယ်တကယ်လို့ကိုကပါတီတွေ birthday dinner တွေလုပ်မယ်ဆိုရင်ဧည့်သည်အယောက်50လောက်ထိဖိတ်လို့ရတယ်ညအိဆိုရင်တော့10ယောက်ကနေ10ယောက်ထိညအိလက်ခံပါတယ်တကယ်လို့ဒီနေရာလေးကိုစိတ်ဝင်စားလို့ငှားကြတယ်ဆိုရင်တော့အခုပေးထားတဲ့ Viber တို့ WhatsApp တို့ကနေဆက်သွယ်လို့ရပါတယ်